အားလုံးပဲမင်္ဂလာပါလို့ရှေးစွာနှုတ်ခွန်းဆက်သချင်ပါတယ်ကျွန်တော်ဦးဆန်းမော်စုံတဲ့နှစ်ချင်းအသင်းတော်များအဖွဲ့ရဲ့ online တေသနာကိုအတူတူပြန်လည်ဆင်ခြင်ခွန်အားယူနိုင်ဖို့ဖျားခင်ပြင်ဆင်ပေးမှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းကိုဖော်ပြလိုပါတယ်ဒီကနေ့ကျွန်တော်တို့အတူတကွဆင်ခြင်ခွန်အားယူနိုင်ဖို့ရန်ရွေးချယ်လာတော့ကြံချက်ကိုရှေးစွာဖတ်ကြားလိုပါတယ်ယောမဝါရစာခန်းကြီးစနစ်အခန်းငယ်1နှစ်ကိုအခြေပြုပြီးတော့ခွန်အားပေးလိုပါတယ်။ညီအကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖျားခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုတင်တို့ဒီပူဆော်၍မိမိကိုယ်ခန္ဓာကိုဖျားခင်အားဆက်ကပ်ခြင်းတည်ဟူသောတင်တို့ပြုအပ်တော်ဝတ်ကိုပြုမိအကြောင်းဖျားခင်ကရုဏာကိုထောက်ထား၍တင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏တင်တို့ဒီလောကီဘုံတံကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနစ်တက်ဖွယ်သောအရာစုံလင်သောအရာတည်ဟူသောဖျားခင်အလိုတော်ရှိသောအရာဒီအပေရာဖြစ်တီကိုတင်နိုင်မိအကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းတို့ရောက်ကြလောဆိုတဲ့ကြံချက်ကိုအမိပြုပြီးတော့ခွန်အားပေးလိုပါတယ်တေနာကောင်းစင်နေပြန်တော့ခရစ်အတ္တလို့ဖော်ပြလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီယောမခန်းကြီးစနစ်တခန်းလုံးကိုခရစ်အတ္တအကြောင်းကိုအခြေပြုပြီးတော့ခွန်အားပေးထားတဲ့အကြောင်းအရာဖြစ်ပါတယ်ပေါ့ဆိုတော့ယောမအခန်းကြီးစနစ်တခန်းလုံးကိုဆင်ခြင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ခရစ်ယာန်များရဲ့နေ့စဉ်အတ္တမှာကျင့်သုံးရမယ့်ခရစ်ယာန်အတ္တအကြောင်းကိုပြောဆိုဆွေးနွေးထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီခရစ်ယာန်အတ္တအကြောင်းကိုကျွန်တော်ဆက်မသွားခင်ဘာကြောင့်ခရစ်ယာန်အတ္တအကြောင်းလို့ကျွန်တော်သိနိုင်မလဲဆိုတဲ့အခါမှာယောမအသင်းတော်အဲ့မှာအသင်းတော်မှာရှိနေကြတဲ့ယုံကြည်သူတွေရဲ့အတ္တကိုကျွန်တော်သူတို့ရဲ့တမိုင်းကြောင်းကိုအနေချင်းလေ့လာသင်ယူမှခရစ်ယာန်အတ္တဆိုတဲ့အကြောင်းအရာကိုကျွန်တော်ထဲဝင်ပို့ပြီးတော့သိရှိနားလည်နိုင်မှာဖြစ်ပါတယ်ဆိုတော့ယောမအသင်းတော်မှာရှိတဲ့ယူဒလူမျိုးနဲ့တပါးအမျိုးသားခရစ်ယာန်များကိုရှင်ပေါလုကခွန်အားပေးတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပေါ့သူတို့အခြေအနေခေတ်ကာလကတော်တော်ဆိုးခဲ့ပါတယ်အဲ့ဒါပါလဲဆိုတော့သူတို့ခေတ်ချိန်ကခရစ်ယာန်တွေကိုညှဉ်းပန်းနှိပ်စက်မှုတွေတာမကပဲသူတို့အပွတ်တတာကခြေတလုံးအိမ်တိုင်နဲ့လုံနေပြီးတော့ပြေးလွှားရင်းနဲ့ရောက်တဲ့နေရာမှာဖျားရဲ့နှုတ်ပတ်တော်ကိုခံယူတယ်ဟောကြားတယ်တတ်သိခံကြတယ်ဆိုတာတွေ့ရတယ်ဒါကိုသူတို့ခေတ်ချိန်နေပဲဆိုတာကိုရှင်ဘောလူကခိုင်းနှိုင်းထားတာကိုကျွန်တော်ဖော်ပြထားတာကိုကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ပေါ့ဆိုတော့ခရစ်ယာန်အတ္တဖြစ်ခြင်းကကျွန်တော်တို့ဒီကနေ့ကျွန်တော်နားလည်ထားတဲ့ခရစ်ယာန်အတ္တပေါ့နော်တိတလောက်ထင်ထားတလောက်လွယ်ကူမနေဘူးဆိုတာကိုသူတို့တမိုင်းကြောင်းနေဖြင့်ကျွန်တော်တို့တွေ့မြင်မှာဖြစ်ပါတယ်ပေါ့ဆိုတော့ခရစ်ယာန်အတ္တရဲ့ကောင်းစဉ်အောက်မှာထပ်ပြီးတော့ခွန်အားပေးလူတာကတော့နံပါတ်1ချက်နေဖြင့်စိတ်နှလုံးကိုပြင်ဆင်လက်အလိုတော်ကိုဝန်ခံခြင်းပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ခရစ်တော်ကိုတတ်ဝင်ယုံကြည်ပြီးကယ်တင်ခြင်းရယုံနဲ့ခရစ်အတ္တလို့ကျွန်တော်ဖော်ပြလို့မရပါဘူးလုံလဲမလုံလောက်ပါဘူးပေါ့ဆိုတော့ခရစ်အတ္တဆိုတာကကျွန်တော်တို့နေ့စဉ်နဲ့မျှမိမိရဲ့စိတ်နှလုံးကိုပြင်ဆင်ပြီးတော့ဖျားခင်အလိုတော်ကိုရှာဖွေပြီးတော့အသက်ရှင်ဖို့ရန်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာရှင်မော့ယောမဩရာစာထဲမှာကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အပြုအမူအကျင့်အကြံအပြောအဆိုပုံနာတန်တွေဟာအမှန်ပြောင်းလဲဖို့ဆိုတာလူတွေရဲ့စိတ်နှလုံးသားကိုအထူးပြင်ဆင်ရမှာဖြစ်ပါတယ်ပေါ့လူတွေရဲ့အတ္တကစိတ်နှလုံးအပေါ်မှာအခြေခံသားကြောင်းကျွန်တော်နှုတ်ပတ်တော်ထဲမှာကျွန်တော်တာမကပဲလက်တွေ့အတ္တမှာလည်းပဲကျွန်တော်တို့ဒီမျိုးပဲနားလည်ထားပါတယ်ဆိုတော့အပြုအမူတွေကျွန်တော်တို့ရဲ့အကျင့်အကြံတွေတစ်ခုလုံးပြောင်းလဲသွားဖို့ရန်စိတ်နှလုံးအတိကပြောင်းလဲဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတမန်ကျမ်းစာထဲမှာကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်တုတ်တန်ကျမ်းခန်းကြီး၄အခန်းငယ်23ထဲမှာပါဖြောပြထားလဲဆိုတော့ကျွန်တော်အသက်ရဲ့အခြေမြစ်ကနှလုံးသားပဲဆိုတော့ဖော်ပြထားကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လူရဲ့စိတ်နှလုံးကဘလောက်စိုးညစ်တယ်လဲဆိုတာကိုလည်းပဲယေရမိအနာဂတိကျမ်းခန်းကြီး7အခန်းငယ်9ထဲမှာလည်းပဲဖော်ပြထားပါတယ်ကျွန်တော်လူသားအရောက်စီတိုင်းဒါယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေလူသားရဲ့နှလုံးသားအလုံးမစိုးညစ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်ဖျားခင်နှစ်သက်တဲ့အသက်ရှင်ခြင်းတန်ရှင်းခြင်းဖ
ဖြစ်ဖို့ရန်ကျွန်တော်ရဲ့စိတ်နှလုံးသားကိုအတိအကပြင်ဆင်ဖို့ရန်လိုအပ်ပါတယ်ဒါကြောင့်ခရစ်တော်ရဲ့တောင်ပေါ်ဒေသနာမင်္ဂလာတရားတော်မှာစိတ်နှလုံးအကြောင်းကိုအထူးသွန်နေတာကိုကျွန်တော်တွေ့မြင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စိတ်နှလုံးကိုနေ့တိုင်းပြင်ဆင်နိုင်ပါဖျားခင်နှစ်သက်တဲ့အသက်ရှင်ခြင်းတန်ရှင်ခြင်းလက္ခဏာကိုကျွန်တော်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘူးလောကီတိုင်းဆောင်တဲ့ပူပန်ခြင်းတွေညီးတွားခြင်းတွေမနာလိုခြင်းအပြုမှုအပြောဆိုများတို့ကဖျားခင်အလိုတော်ကိုတွေ့ဖို့ဝန်ခံဖို့ဆိုတာမန်ကန်နဲ့ခရင်အသက်တာထဲတို့ရောက်နိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်နားလည်ရပါတယ်ဆိုတော့လောကီတန်ဆောင်တဲ့အသက်တာကိုချိုးနှိမ်ပြီးစိတ်နှလုံးကိုပြင်ဆင်ပြီးအလိုတော်ကိုရှာဖွေဝန်ခံနိုင်ဖို့ရန်ဒါမန်ကန်တော့ခရင်အသက်တာကိုကျွန်တော်ရောက်ရှိနိုင်မှာဖြစ်ပါတယ်နံပါတ်2ချက်ကတော့ပါလဲဆိုခါမှာစုကျေစုရေတွက်လက်ဝိညာဉ်အသက်တာဖြင့်စက္ကပ်ခြင်းလို့ကျွန်တော်ဒီယောမဩဝါဒစာခန်းကြီး7ကိုကျွန်တော်ထပ်ပြီးတော့လေ့လာမယ်ဆိုရင်တွေ့မြင်မှာဖြစ်ပါတယ်ယုံကြည်တိုင်းကိုတဲ့ဖျားခင်ကတရားရာခိုင်နှုန်းကောင်းကြီးမင်္ဂလာပေးထားပြီးဖြစ်ပါတယ်တဲ့အဲ့ဒီအရာကကျွန်တော်တို့ခံယူထားတဲ့မြင်နေရတဲ့စိတ်စဉ်ဥစ္စာကြွယ်ဝမှုကိုပြောတာမဟုတ်ပါဘူးဖျားခင်ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်စင်ရဲဒီဖြစ်စေချမ်းသာဒီဖြစ်စေစိုးဒီဖြစ်စေလိမ္မာဒီဖြစ်စေအရောက်စီတိုင်းကိုဖျားခင်ကချစ်တယ်အဲ့ဟာကကျွန်တော်တို့ခရစ်အသေးအတွက်ကောင်းကြီးမင်္ဂလာပဲဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ပေါ့ဒါကျွန်တော်တို့ရဲ့ချမ်းသာကြွယ်ဝမှုကိုကြည့်ပြီးတော့ဖျားခင်ကချစ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ရှိနေတဲ့ချစ်ချင်းမေတ္တာကိုရည်တွက်ပြီးတော့ဝိညာဉ်တတဖြင့်စက္ကပ်ဖို့ပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတဖန်ပြန်လိုက်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့တရားရာခိုင်နှုန်းဆိုတဲ့ကောင်းကြီးမင်္ဂလာကအရောက်စီတိုင်းမှာတူညီနေပါတယ်ဒါမဲ့စက္ကပ်ရမယ့်အခန်းကဏ္ဍတွေကတော့မတူညီသေးပါဘူးပေါ့ဆိုတော့ယောမဩဝါဒစာခန်းကြီးစနစ်အခန်းငယ်3ကနေ9ကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာခန္ဓာကိုယ်ရဲ့တည်ဆောက်ပုံနဲ့နှုတ်တမကျမ်းစာခိုင်းနိုင်ထားပါတယ်တချို့တွေက prophet အရာတချို့တွေကတော့တမန်တော်အရာတချို့တွေကတော့ကုညီမဆတဲ့သူအရာတချို့တွေကစုံမတတ်တဲ့သူလို့ဖော်ပြထားပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဘာသူတစ်ပါးကိုမစုံမနိုင်ဘူးမဟောပြောနိုင်ဘူးပြဿနာမရှိပါဘူးကျွန်တော်ဘာနဲ့တွားတူလဲဆိုတော့ခါမှာစုကျေးစုတရားရာခိုင်နှုန်းဆိုတာကျွန်တော်တို့ရဲ့လက်ပွေနဲ့တွားတူပါတယ်လက်ပွေကအရောက်စီတိုင်းမှာမတူညီနေပါဘူးပေါ့နော်နောက်ဆုံးကျွန်တော်အမွာပူးဖြစ်တဲ့ညီကိုမောင်နှမရှင်းအောင်မှသူတို့ရဲ့လက်ပွေတွေကမတူညီပါဘူးဒါပေမဲ့နှစ်ဦးစလုံးမှာလက်ပွေရာရှိပါတယ်ဒါလက်ပွေရာရှိပါတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်အသက်တာမှာလည်းပဲကိုတတ်ဆွမ်းနိုင်တဲ့အရာတွေကနေဝိညာဉ်သဘောဖြင့်စက္ကပ်တဲ့အချိန်တိုင်းမှာ uniform ပေါ့နော်တူညီတဲ့ဝတ်စုံဝတ်ဖို့မလိုပါဘူးဒါပေမဲ့ unity ဖြစ်ဖို့တော့လိုပါတယ်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေသူ့ကိုယုံကြည်လာမဲ့သူတွေကိုခရစ်တော်ကဆုတောင်းပေးခဲ့ပါတယ်အချင်းတူညီတဲ့ယုံကြည်ခြင်းတူညီတဲ့စိတ်နှလုံးသားရှိဖို့ရန်ကျွန်တော်ယောမဩဝါဒစာခန်းကြီး7အခန်းငယ်21 23မှာကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာကိုခွန်အားပေးလိုပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ဘာလို့တတိယစီလဲဆိုတော့ဖျားခင်စုကြည်စုတွေကိုရည်တွက်ပြီးတော့ပူစော်တဲ့ရစ်အကြောင်းပေါ့နော်ကျွန်တော်အာဘီလာနဲ့ကာအိနာအကြောင်းကိုကျွန်တော်သွားတတိယစီပါသူတို့နှစ်ယောက်စလုံးဟာဂျေဇုတော်ကိုရည်တွက်တယ်ဖျားခင်စီမှာပူစော်တယ်ဒါပေမဲ့ကာအိနာကသူ့ရဲ့ပူစော်မှုကစိတ်နှလုံးကဖျားခင်အပေါ်မှာဂျေဇုတင်တဲ့စိတ်မရှိဘူးဆိုတာကိုကျွန်တော်ဒီမျိုးနားလည်ရပါတယ်ပေါ့ဒါကြောင့်ကျွန်တော်ခရစ်အသက်တာမှာလည်းပဲအပေါ်ယံအားဖြင့်တာလှုပ်ဆောင်နေရင်ဆိုရင်ကျွန်တော်တို့အသက်တာမှာစိတ်နှလုံးမပါဘဲနဲ့အပေါ်ယံအားဖြင့်ဖျားကိုပူစော်တယ်စက္ကတ်တယ်ဆိုရင်တော့အချီးနှီးပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းပဲကျွန်တော်ကိုရိန္သုပထမစာဆောင်ခန်းကြီး73တခန်းလုံးကိုဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမျိုးနားလည်ရမှာဖြစ်ပါတယ်ပေါ့ဆိုတော့အမျိုးသမီးတယောက်အကြောင်းကိုကျွန်တော်ဖော်ပြလိုပါတယ်အဲ့ဒီအမျိုးသမီးကအမေအိုကြီးကိုပေါ့နော်သူမြင်နေတဲ့ခါမှာသူအယမ်းတနာတယ်ဒါကြောင့်သူ့ကိုကူညီဖော်မဲ့လူမရှိဘူးဒါကြောင့်သူ့ရဲ့ခင်မွန်းတယ်နဲ့သူတိုင်ပြီးတော့အဖွားအိုကြီးကိုခေါ်ပြီးတော့ကျွေးမွေးပြုစုရအောင်ဆိုတော့ဖိတ်ခေါ်ပြီးတော့အိမ်မှာနေခိုင်းခဲ့တယ်ဆိုတော့တွေ့ရဆိုတော့အိမ်မှာနေခိုင်းတဲ့ခါမှာလည်းပဲအဖွားအိုကြီးလိုအပ်တဲ့အရာကိုလိုလေသေးမရှိပေါ့ကူညီပြုစုခဲ့တယ်ဒါပေမဲ့တဲ့အဲ့ဒီအမျိုးသမီးက
သူ့ရဲ့အသွင်ပြင်မျက်နှာအနေထားကမကြည်ဖြူတယ်လို့ဖြစ်နေတယ်အမေအိုကလည်းမေးတာပေါ့သမီးရေတခါမှလည်းရီတာပြုံးတာမတွေ့ပါလားဘာဖြစ်လို့ပြုံးပြုံးရှိရှိမနေတာလဲလို့မေးပါတယ်ပေါ့ဆိုတော့အမေအိုအဲ့ဒီအမျိုးသမီးကအမေအိုကိုပြုစုနေပြီမဲ့ဂျင်းနဲ့နှစ်သိမ့်မှုမပေးနိုင်ဘူးဆိုတာကိုသူ့ရဲ့တတ်တည်ခံခြင်းအပြင်ကျွန်တော်တို့နားလည်ရပါတယ်ပေါ့ကျွန်တော်တို့အသက်တာမှာလည်းပဲကြွယ်ဝချမ်းသာခြင်းတဲ့ကနေရေတွက်စက္ကပ်ဖို့မဟုတ်ဘဲနဲ့ရှိတဲ့အရာတွေကနေကျွန်တော်တို့ဖျားသခင်ကိုစက္ကပ်ဖို့ရန်ဖြစ်ပါတယ်ဒါကအမှန်ကန်တော့ခရစ်အသက်တာဖြစ်ပါတယ်ဆိုတော့ခရစ်တော်ပြောတဲ့မုတ်ဆိုးမဂျင်းနေသင်္ကားနှပြားလူတဲ့အကြောင်းအရာကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်ရအောင်ဆိုတော့အဲ့ဒီမုတ်ဆိုးမကကျွန်တော်လူတဘောနေဖြင့်သွားကြည့်တဲ့အခါမှာလူအမြင်နေဖြင့်သူ့ရဲ့အလူဒါနကလူရမဝင်ပါဘူးဒါပေမဲ့ခရစ်တော်ကသူ့ရဲ့အလူကိုချီးမြှောက်တဲ့အခါမှာအလွန်မှကြီးမြတ်တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရ။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာကြီးကြီးမားမားစက္ကပ်ဖို့ဖြစ်တယ်လို့ပေါ့နော်။မြများစက္ကပ်ဖို့လဲလိုအပ်ပါတယ်။အဲ့အပေါ်မှာကကျွန်တော်တို့မန်ကန်နဲ့ပေးလူမှုမန်ကန်နဲ့စက္ကပ်မှုရှိမှတာလင်လည်းပဲဖျားခင်နှစ်သက်မှာဖြစ်ပါတယ်။မြများကြီးလောက်တယ်ဒါပေမဲ့စိတ်မပါဘူးစိတ်ဝင်စားဘူးဝိညာဉ်တက်တာနဲ့မဆက်ကပ်ဘူးဆိုရင်ဒါကျွန်တော်ခရစ်အသက်တာရဲ့လို့ပြောလို့မရပါဘူးဆိုတဲ့အကြောင်းကိုနံပါတ်1ချက်နဲ့ဖြစ်ခွန်အားပေးလိုပါတယ်နံပါတ်3ချက်ကတော့အဖွဲ့အစည်းနဲ့ဆက်ဆံရေးကျွန်တော်ခရစ်အသက်တာကသူတယောက်ဒီနေထိုင်ခြင်းတောထွက်ကျင့်ကြံအားထုတ်ခြင်းမဟုတ်ပဲတာနာပြုရတဲ့အသက်တာဖြစ်ပါတယ်ဧဝံဂေလိတည်င်းကောင်းကိုတတ်သိခံရတဲ့ခရစ်ယာန်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခရစ်အသက်တာကတခြားသူတွေထက်အစဉ်အမြဲထူးခြားနေဖို့ထူးကဲနေဖို့လိုအပ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်ခရစ်အသက်တာကားတိုင်လမ်းဖြစ်ပါတယ်။ဆိုတော့ခရစ်တော်ကသူပုံစံစံကိုစွန့်တယ်လူစားတိခံယူတယ်သူတစ်ပါးတည်းရဲ့စသွေးထွေးခြင်းညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရပါတယ်။ဆိုတော့ခရစ်အသက်တာဆိုတာလွယ်လွယ်ကူကူမဖြစ်လာဘူးပြောနေခြင်းပဲဖြစ်ပါတယ်ပေါ့။ဆိုတော့အဖွဲ့အစည်းနဲ့ဆက်ဆံရေးထဲမှာကျွန်တော်အချက်လေးတွေလည်းပဲအနည်းငယ်ဆက်ပြီးတော့ခွန်အားပေးလိုပါတယ်။ကျွန်တော်ခရစ်အချင်းကြားထဲမှာပြုမှုဆက်ဆံရမယ့်ကျင့်ဝတ်လေးတွေကတော့လက်ဝတ်ခြင်းနဲ့ကင်းတော်မြတ်တာတော့နော်ဆိုတော့တယောက်နဲ့ဝတ်ထားတာဖွက်ထားတာမရှိဘဲနဲ့ပွင့်လင်းမြင်တာဆိုတာချစ်ရမယ်ဆိုတာကိုကျွန်တော်သိရဆိုတော့အသင်းတော်ကတဲ့ဟန်ဆောင်အချစ်နဲ့ကစားရတဲ့နေရာမဟုတ်ပါဘူးတဲ့နောက်တစ်ခုကိုင်းတိုင်းနာတာကပို့ပြီးတော့သဘောကျစေလို့ပါအဲ့ဒါဘာလဲဆိုတော့ယူဒရှာကာရုတ်တို့ဟန်ဆောင်အချစ်မျိုးနဲ့မဖြစ်ရဘူးတဲ့ဆိုတော့ကျွန်တော်ဒီကနေ့အသင်းတော်ကိုစက္ကတဲ့ခါမှာအသင်းတော်ကိုချစ်တဲ့ခါမှာယူဒရှာကာရုတ်လို့ချစ်တယ်နောက်ပိုင်းမှာခရစ်တော်ကိုရောင်းစားတယ်အသင်းတော်ကိုကျွန်တော်တခြားအရာနဲ့အသုံးမပြုရဘူးဆိုတာတွေ့ရပါတယ်ဗောနော်နောက်တစ်ခုကတော့စိုးညစ်တဲ့အမှုကိုဆက်ရှုပ်ယွန်ရှာပါတဲ့မန်ကန်နဲ့ချစ်မြတ်တာကမျက်စိမကန်းဘူးတဲ့ကျွန်တော်တို့ပြောတာကတော့အချစ်ဆိုတာမျက်စိကန်းလို့ပဲလို့ပြောတာဒါမဲ့နှုတ်တမချမ်းစာပြောတာကတော့မန်ကန်နဲ့အချစ်ကမျက်စိမကန်းဘူးတဲ့အမန်မှန်ကိုစင်ချင်တွေးခေါ်တတ်တာတယ်ဆိုတာကိုတွေးရပါတယ်နံပါတ်3ကတော့တယောက်ကိုတယောက်စုံမှတ်ကြလောဒါတော့မိသားစုများကဲတို့ကျွန်တော်ခရစ်ယာန်အသက်တာမှာအမျိုးမျိုးရှိတယ်ဗျာလူမျိုးပေါင်းစုံရှိတယ်အဲ့ဒီအရာပေါ်မှာပါဂတိပေါက်ကျော်ကဲတို့ချစ်ဖို့ရန်ဖြစ်ပါတယ်တဲ့နောက်တစ်ခုကတော့ချီးမွမ်းခြင်းတူတယောက်ရဲ့လှုပ်ဆောင်မှုကိုအမှန်လေးစားခြင်းချီးမြှောက်ခြင်းဖြစ်ပါတယ်ဗောနော်မြောက်ထိုးပင့်ကောမဟုတ်ရဘူးဗောဗျာကျွန်တော်ပြောမယ်ဆိုရင်အမှန်တကယ်စိတ်ပါလက်ပါချီးမွမ်းပေးဖို့ရန်ထောက်ပြပေးဖို့ရန်လိုအပ်ပါတယ်တဲ့စိတ်တန်းအဖြစ်ဒါတော့ဖျားရဲ့အမှုတော်ဆောင်ရွက်ခြင်းမှာစိတ်အားထက်သန်ခြင်းပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဖျားရဲ့တာနာမှာစက္ကရဆိုရင်ထမင်းဟိမင်းဟိဟင်းမေလောက်တိအောင်ကျွန်တော်စက္ကရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်တဲ့နောက်တစ်ခုကတော့တီးခံခြင်းခရစ်တော်ပြောပါတယ်အဲ့ဒါပါလဲဆိုတော့တင်တို့ဒီလောကနဲ့ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်ဒါပေမဲ့မစိုးရိမ်နဲ့ငါဤလောကကိုအောင်ပြီလို့ဖော်ပြတာကိုကျွန်တော်တွေ့ရပါတယ်အရာတိုင်းနဲ့ယခုချိန်မှာအရာတိုင်းမှာခက်ခဲနေပါတယ်ကြမ်းတမ်းနေပါတယ်ဒါပေမဲ့တီးခံပါဆိုတော့ကိုကျွန်တော်တို့ခွန်အားပေးပါတယ်နောက်တစ်ခုကတော့ဝေငှပေးကမ်းခြင်းတန်ရှင်းသူအခြားသူများ၏လိုအပ်ချက်များဆင်းရဲဒုက္ခခံနေချိန်မှာရက်ရောစွာကုညီစွန့်ကြဲဖို့ရန်ဖြစ်ပါတယ်အဲ့တဲ့ဝုကိုပြုခြင်းယခုလိုချိန်မျိုးမှာပြုစုခြင်းပို့ပြီးတော့လိုအပ်နေပါတယ်နေစရာထိုင်စရာခက်ခဲတဲ့ကာလမှာပို့ပြီးတော့အာယုံစိုက်တဲ့နေဆိုတဲ့အကြောင်းအရာကိုလည်းပဲဖော်ပြထားဖို့အတွက်တွေ့ရမှာဖြစ်ပါတယ်မေတ္တာပို့ခြင်းတင်တို့ကိုညှင်းဆဲသူတို့ဖို့မေတ္တာပို့ရမှာဖြစ်ပါတယ်တဲ့
ထပ်တူခံစားခြင်းဝမ်းမြောက်သောသူတို့နှင့်တူဝမ်းမြောက်ခြင်းကို၎င်းငိုကြွေးသောသူတို့နှင့်တူငိုကြွေးခြင်းကို၎င်းပြောချင်တာကစိတ်တူထပ်တူဝမ်းနည်းဖို့ဖြစ်ပါတယ်ကျွန်တော် Facebook ခေတ်မှာတော့တရားရောက်တူတစုံတယောက်ဖြစ်သွားပြီဆိုရင်ကျွန်တော် IB လို့ comment ပေးလိုက်ပါဒါကျွန်တော်တကယ်ပဲသူတို့နဲ့တူထပ်တူဝမ်းနည်းတယ်ဆိုတာကိုကျွန်တော်ပုံဖော်နေတာလည်းဖြစ်ပါတယ်ပေါ့နောက်တစ်ခုကတညီတညွတ်တီးဖြစ်ခြင်းတစိတ်တဝမ်းတဝိညာဉ်တီးစိတ်တူတဘောတူဖြစ်ခြင်းပဲဖြစ်ပါတယ်နှိမ်ချခြင်းဂုံစည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိဘဲနဲ့ဆိုတော့ဒီကနေ့ကျွန်တော်အစင်တန်းတွေခွဲခြားမှုတွေလူမျိုးခွဲခြားမှုတွေမရှိဘဲနဲ့ခရစ်တော်ကဲ့သို့ရှာမာရိလူမျိုးယူဒလူမျိုးတွေကရှာမာရိလူမျိုးတွေကိုလူရမဝင်ခဲ့ပါဘူးဒါပေမဲ့ခရစ်တော်ကရှာမာရိလူမျိုးကိုရှာမာရိအမျိုးသမီးကိုတွားရောက်၍ friendship လုပ်တဲ့အခါမှာကယ်တင်ခြင်းကိုပေးခဲ့တယ်ဆိုတော့တွေ့ရဒါကြောင့်ဂုံစည်းစိမ်ကိုမငဲ့ကွက်ရဘူးဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ပေါ့နောက်တစ်ခုကတော့ပါလဲဆိုတော့မှကျွန်တော်ခရစ်အသက်တာထဲမှာခရစ်အချင်းချင်းတာမကပဲကျွန်တော်မယုံကြည်သူတွေကြားထဲမှာလည်းပဲကျွန်တော်နေထိုင်အသက်ရှင်ရပါတယ်ဆိုတော့သူတို့တွေနဲ့ကျွန်တော်လူမှုရေးတွေစီးပွားရေးတွေပါဝင်ဆက်နွယ်နေရပါတယ်ဆိုတော့အဲ့မျိုးတစ်ခါလေကျွန်တော်စီးပွားရေးတော်ကောင်းလူမှုရေးတော်ကောင်းရွက်ကွက်ရေးရတော်ကောင်းတစ်ခါလေကျွန်တော်သဘောထားမတိုက်ဆိုင်ရန်သူလို့ကျွန်တော်ပြောဆိုသတ်မှတ်ကြပါတယ်အဲ့ဒီရန်သူကိုဖျားသခင်ကချစ်ဖို့သူတို့ကိုကူညီဖေးမဖို့ဖျားသခင်ကိုယ်တိုင်ပြည့်ညတ်ထားပါတယ်ကျွန်တော်တို့ဒါမဲ့ကျွန်တော်ဒီအဆင့်ကိုမကြော်ဖြတ်ချင်ကြဘူးပါလို့လဲဆိုတော့အဲ့ဒီမတိုက်ဆိုင်တဲ့လူသွားတွေ့တဲ့ခါမှာပြန်ပြီးတော့ကိုယ့်ကိုနစ်သိမ့်တယ်ပေါ့နော်ငါတို့လဲလူသားပဲပေါ့တစ်ဖက်ကတော့ဖျားတားပြောပြီးတော့ပြန်လဲတဘောထားမတိုက်ဆိုင်တဲ့လူတွေ့တဲ့ခါမှာကျတော့ငါတို့လဲလူသားပဲဆိုတော့ကျွန်တော်တွေ့ရပါတယ်တကယ်တော့ခရစ်အတ္တဆိုတာကသူတစ်ပါးကိုကျွန်တော်ငင်းခုန်ဖို့စကားအခြေတင်ပြောဆိုဖို့အမျက်တော်တာခန့်ရန်ဖြစ်ပွားခြင်းဆိုတဲ့အဲ့ဒီအပြုတ်မူတွေကခရစ်အတ္တတဲ့မတတ်ဆိုင်ဘူးနောက်တစ်ခုရှိပါသေးတယ်ကျွန်တော်တငယ်ချင်းတယောက်ပြောပါတယ်ကျွန်တော်ခရစ်ချင်းမှာပဲသူကတတ်သိခံတာပေါ့ခွန်အားယူသူကတတ်သိခံနေကျွန်တော်အဲ့တရားကိုမတတ်ရရင်တခုကလက်စားမချေရရင်ကျွန်တော်မချေနှပ်ဘူးလို့သူကတုံးပါတယ်ဆိုတော့တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာကလက်စားချေခြင်းဆိုတာခရစ်အတ္တမှာမရှိပါဘူးဆိုတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့ကလဲစားချေခြင်းကတဲ့ရန်သူကိုအတ္တပြောင်းလဲစေနိုင်တဲ့နီလန်းလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်စာရေးဆရာတယောက်ကဒီမျိုးပြောပါတယ်အမျက်တော်တာတစ်ခါထွက်ခြင်းကတဲ့တင်းရဲ့ပျော်ရွှင်မှုရက်ပေါင်း100ကိုမလဲလိုက်ပါနဲ့ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါတော့ကျွန်တော်ယောမောက်ဩရာစာခန်းကြီး7အခန်းငယ်20နဲ့21ကိုကျွန်တော်ပြန်ပြီးတော့ဆင်ခြင်ခွန်အားပေးလိုပါတယ်ထို့ကြောင့်တင်းရန်သူဒီမွတ်သိပ်လင်လှုပ်ကြွေးလော့ရေငတ်လင်တောက်เสียဖို့ပေးလော့တိုးပြုလင်တူဤကောင်းပေါ်၌မိခဲကိုပုံထားလိုက်မည်အစိုးအဖြစ်အရှုံးမခံမင်းအကောင်းအဖြစ်အစိုးကိုနိုင်လောလို့ဖော်ပြထားကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ခရစ်အတ္တဆိုတာကစောစောတော့ပြောလို့ပဲကျွန်တော်ခရစ်တော်ကိုကယ်တင်ခရစ်တော်ကိုယုံကြည်လက်ခံုံနဲ့ကယ်တင်ခြင်းရရှိုံနဲ့ခရစ်အတ္တလို့ကျွန်တော်သတ်မှတ်လို့မရပါဘူးထိုနည်းတူစွာပဲပုံမှန်ကျွန်တော်တို့တမယိုးကြဖြစ်တဲ့ကိုးကွယ်ဝတ်ပြုခြင်းတွေအလူငွေထိတ်ဝင်ခြင်းတွေပွဲတော်ပါဝင်ခြင်းတွေဒါမှမဟုတ်ကျွန်တော်တို့ဒီပွဲကြီးရက်ခါတွေတွားရောက်ပါဝင်ခြင်းတွေကခရစ်အတ္တမဟုတ်ပါဘူးမင်္ဂန်တော့ခရစ်အတ္တဆိုတာကနေ့စဉ်အတ္တမှာစိတ်နှလုံးကိုပြင်ဆင်ပြီးတော့အလိုတော်ကိုဝန်ခံခြင်းဖြစ်ပါတယ်စုဂျေစုတို့ကျွန်တော်တို့ရဖျားခင်ပေးတဲ့ကျွန်တော်တို့ရဲ့စုဂျေစုတပြက်စီးလဲနိုင်တယ်တပြက်စီးအပေါ်မှာကျွန်တော်တစ္ဆာရှိစွာဖြင့်အဖို့လျှော်နိုင်တယ်အငယ်ဆုံးတော့အရာကိုကျွန်တော်စိတ်ပါလက်ပါစက္ကချင်းဟာလည်းပဲဖျားခင်ဂျေစုတော်ကိုရည်တွက်ပြီးတော့ဝိညာဉ်တတဖြင့်စက္ကချင်းပဲဖြစ်ပါတယ်နံပါတ်3ကတော့အဖွဲ့အစည်းလူမှုအတိုင်းဝိုင်းကြားထဲမှာတင့်တယ်လျောက်ပတ်စွာကြင်ကြံအားထုတ်ခြင်းဖြစ်ကြောင်းကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော် online တင်နာထဲမှာဂျာနာတို့ရောက်စီတိုင်းမင်္ဂန်တော်ခရစ်တက်တာနေဖြစ်အသက်ရှင်ရှောက်လန်းနိုင်ကြပါစေလို့အနေငယ်ခွန်အားပေးလိုပါတယ်အရောက်စီတိုင်းမှာဖျားရှင်ကောင်းကြီးပေးပါစေ